င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။24နာရီအတွင်းမိုးသေးထန်စွာရွာသွန်းလာနိုင်သောနေရာများခန့်မှန်းချက်ရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနေပြည်တော်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်သလိုနေရာကွက်ပြီးလည်းမိုးကြီးနိုင်ပါသည်ရခိုင်ပြည်နယ်မွန်ပြည်နယ်နှင့်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာဒေသနှင့်အလိုက်ကိုမိုးကြီးနိုင်ပါသည်ရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးကယားပြည်နယ်မကွေးတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအောက်ပိုင်းနှင့်အထက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါသည်ဧရာဝတီအပါအဝင်မြစ်ဝကျွန်းပေါ်ဒေသများမှာမိုးသေးထန်စွာဆက်လက်ရွာသွန်းလာနိုင်သောနေရာများခန့်မှန်းချက်ရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးနေပြည်တော်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်သလိုနေရာကွက်ပြီးလဲမိုးကြီးနိုင်ပါသည်ရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့မှာဒေသနှင့်အလိုက်ကိုမိုးကြီးနိုင်ပါသည်ကယားပြည်နယ်မကွေးတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအောက်ပိုင်းနှင့်အထက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါသည်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်ထူထပ်စွာဖြစ်ထွန်းနိုင်ကနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါသည်မုတ်တုံလေအခြေအနေဇွန်4ရက်မှ9ရက်အတွင်းဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားနည်းနေနိုင်ပါတယ်ဇွန်လ9ရက်နောက်ပိုင်းအားပြန်ကောင်းလာနိုင်ပါတယ်ကပလီပင်လယ်ပြင်မှာတဖြည်းဖြည်းအားကောင်းလာနိုင်ပါတယ်ဒါကြောင့်တောင်ပိုင်းဒေသတွေမိုးဆက်လက်ရွာနေပါမယ်ဇွန်6 9 8မိုးများနိုင်ပါတယ်အလယ်ပိုင်းဒေသတွေဇွန်3ရက်နေ့မိုးရွာနိုင်ခြေနည်းသွားမည်ဖြစ်ပြီးနောက်ရက်များလည်းဇွန်8ထိမိုးများမည်အခြေအနေမရှိပါကချင်ပြည်နယ်သည်ဇွန်လ9ရက်အထိမိုးဆက်နိုင်ကယားပြည်နယ်သည်ဇွန်လ4 5 6ရက်တွင်မိုးပါပြီး9ရက်မှ10ရက်အထိမိုးပြန်ဆက်နိုင်ကရင်ချင်းမွန်နဲ့ရခိုင်ပြည်နယ်ဒေသတွေမှာဇွန်17ရက်အထိမိုးဆက်နိုင်ရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာဇွန်5နဲ့6မိုးပါပြီး9ရက်မှ17ရက်အထိမိုးပြန်ဆက်နိုင်ရှမ်းပြည်တောင်ပိုင်းဒေသတွေမှာဇွန်4 5 6ရက်တွင်မိုးပါပြီး9ရက်မှ17ရက်အထိမိုးပြန်ဆက်နိုင်ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာဇွန်9ရက်အထိမိုးဆက်နိုင်ဇွန်10 12မိုးပါနိုင်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာဇွန်9ရက်အထိမိုးဆက်နိုင်ဇွန်10 12ရက်တွေမိုးပါနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာဇွန်6 9 8ရက်တွေမိုးပါပြီး9ရက်မှ11ရက်နေ့အထိပြန်ရွာနိုင်ပါတယ်။မန္တလေးတိုင်းနဲ့နေပြည်တော်မှာဇွန်3 4 5 6 9ရက်တွေမိုးပါပြီး10ရက်မှ17ရက်အထိမိုးပြန်ဆက်နိုင်ပါတယ်။မကွေးတိုင်းကတော့ဟိုတခါပြောပြီးသားအတိုင်းပါပဲဇွန်3 4 5 6 9ရက်တွေမိုးပါပြီး10ရက်မှ17ရက်အထိမိုးပြန်ဆက်နိုင်ပါတယ်။ပဲခူးဧရာရန်ကုန်တနင်္သာရီဒေသတွေမှာတော့ဇွန်14အထိမိုးပါနိုင်ဖွယ်ရာမတွေ့ရပါ။မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။